2014ခုနှစ်ဇန်နဝါရီလ4ရက်နေ့လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဖြစ်တောင်ငူမြို့ကွင်းပြင်ကြီးထဲမှာပွဲတော်ကြီးကိုစီစီကားကားကျင်းပနေချိန်ပေါ့ဝေယံငကြောအောင်နဲ့ဇေယျသူတို့၄ယောက်ကတောင်ငူမြို့နဲ့9မိုင်လောက်ဝေးတဲ့ရွာလေးတစ်ရွာကတန်ငါအလုပ်နဲ့တောင်သူအလုပ်ကိုလောက်ကင်ကြတဲ့ငယ်တငယ်ချင်းတွေဖြစ်ကြတယ်လူငယ်တစ်ပါးကအလောက်ကင်လေးဆင်ပြေလာတဲ့အချိန်မိဘတွေကဝယ်ပေးထားတဲ့ဆိုင်ကယ်လေးတွေနဲ့သူတို့အဖွဲ့ကပွဲလန်းသပင်ဆိုအမြဲလိုရောက်နေတတ်တဲ့သူတွေပါအဲ့ဒီညကလည်းတောင်ငူလွတ်လပ်ရေးနေ့ပွဲကိုဆိုင်ကယ်2စီးနဲ့သူတို့လာခဲ့ကြတယ်ရုံပွဲနဲ့အထိပွဲကြည့်ကန်တော်ကြီးဘက်မှာတွားတောက်စားကြနဲ့အချိန်တွေဘလောက်ကုန်သွားမှန်းတောင်မသိလိုက်ဘူးပွဲကင်းတဲကနေအိမ်ပြန်ဖို့ဆိုင်ကယ်တွေစီပြန်ထွက်လာတဲ့အချိန်ညတနာရီတောင်ထိုးနေပါပြီပွဲကင်းတဲမှာလည်းလူတွေရှင်းတဲ့လောက်ဖြစ်နေပြီဆိုင်ကယ်တွေကိုစနှုတ်ပြီးတော့တောင်ငူမြို့ထဲကနေသူတို့ထွက်လာခဲ့ကြတယ်လမ်းမှာကလွတ်လပ်ရေးပွဲကပြန်လာတဲ့3ဘိန်းတွေဆိုင်ကယ်တွေခက်ကြဲကြဲပဲရှိတော့တယ်သူတို့ပြန်ရမယ့်လမ်းကမွေတော်ဖျားလမ်းအတိုင်းဖြစ်ပါတယ်အဲ့ဒီလမ်းကညဘက်ဆိုလူပြက်ပြီးတော်တော်လေးခြောက်ချားစရာကောင်းပါတယ်အထူးသဖြင့်လွန်ခဲ့တဲ့တစ်လလောက်ကမှအဲ့ဒီမွေတော်ဖျားနားကကြောက်ထဲကိုကျောင်းဆရာမတယောက်ပြုတ်ကျပြီးတော့ခေါင်းပြက်ထွက်ပြီးတိဆုံးထားတဲ့ဖြစ်ဆိုးတစ်ခုရှိထားတယ်လေဒါပေမဲ့အရက်အချိန်လေးတွေလည်းရှိနေတော့သူတို့၄ယောက်စလုံးအဲ့ဒီကိစ္စကိုခေါင်းနဲ့မထည့်မိခဲ့ကြဘူးမွေတော်ဖျားကိုသွားတယ်ပထမအတက်လန်းကိုရောက်တော့သူတို့ဆိုင်ငယ်တွေကိုရက်လိုက်ကြတယ်အပေါ်ဘာသွားကျင်တာကြောက်ပါပဝင်းကျင်တစ်ခုလုံးကမှောင်မဲတိတ်ဆိတ်နေတယ်သူတို့ရက်လိုက်တဲ့နေရာရှေ့တဲ့တဲ့မှာမွေတော်ဖျားရဲ့အောက်ဘက်မုံဝတစ်ခုရှိနေပြီးတော့ဖျားဘော်ကထွန်းထားတဲ့မီးရောင်မိန်မိန်လေးတွေကအဲ့ဒီမုံဝစီကိုခရေးရေးလေးမြင်နေရတယ်အပေါ်ဘာသွားပြီးလို့ဆိုင်ငယ်ပေါ်ပြန်တက်ဖို့လုပ်နေတော့ငကြော်ကဖျားမုံဝဘက်ကိုလှမ်းကြည့်ရင်စကားတကုန်းစာပြောလိုက်တယ်ဟဲ့ကောင်လေးကိုဖျားမုံဝနားမှာကျောင်းဆရာမလေးတယောက်ရက်နေတယ်ကွာလက်ထက်မှာလဲဆွဲချင်းလေးကင်ထားတယ်အောင်နဲ့ဇေယျကလည်းအဲ့ဒီဘက်ကိုလှမ်းကြည့်လိုက်တယ်အေးဟုတ်တယ်ကွာဆရာမလေးတယောက်ပဲဒီအချိန်ကြီးဘယ်သွားမလို့လဲမသိဘူးငါတို့သွားမေ့ကြည့်ပြီးတော့အစင်ပြေရင်လိုက်ဖို့ပေးလိုက်ကြရအောင်ကဝင်ပြောလိုက်တယ်ဝေယံကတော့မူးနေတာကြောင့်ဘာကူမှတေချာမမြင်ရပဲဆိုင်ငယ်ပေါ်ကနေပဲစောင့်နေခဲ့တယ်အေးအဲ့ဒါဆိုလဲသူနဲ့အနည်းဆုံးရောက်ရင်ပြောဆိုင်ငယ်ရက်ပြီးမယ်လို့ဝေယံကပြန်ဖြေလိုက်တယ်ငကြော်ကလမ်းအတက်ဘက်မှာဆိုင်ငယ်ကိုရက်ပြီးတော့ဆင်းသွားတယ်နောက်ကနေအောင်နဲ့ဇေယျကလည်းဆိုင်ငယ်ကိုရက်ပြီးတော့အဲ့ဒီဆီယာမရက်နေတယ်ဆိုတဲ့နေရာစီကို3ယောက်သားရှောက်သွားကြတယ်ဝေယံကတော့ခလန်းလန်းဆိုင်ငယ်ပေါ်ကနေတငယ်ချင်း3ယောက်အရေးထဲကတစုံတယောက်နဲ့စကားပြောနေတာကိုလှမ်းမြင်နေရတယ်အရာအလုံးကပုံမှန်ပါပဲဒါပေမဲ့စက္ကန့်ပိုင်းလောက်ပဲကြာမယ်တိတ်ဆိတ်တဲ့ညတကောင်မှာငကြောက်စီကနေပြည့်ပြတ်မတက်အော်ဟေးလိုက်တဲ့တန်ကြီးထွက်ပေါ်လာတယ်ဟဲ့ကောင်ဝေးရန်ဆိုင်ကတုံးပြေးတော့မြန်မြန်တွန်းစမ်းကွာငကြော်ကဝေးရန်ရှိရကိုကြော်အားလန်အားနဲ့အပြေးလွှတ်ပြန်ပြေးလာတယ်ဝေးရန်လည်းဘာဖြစ်မှန်းမသိပဲအောင်နဲ့ဇေယျဘက်ကိုလှမ်းကြည့်လိုက်တော့သူတို့နှစ်ယောက်ကဆိုင်ငယ်ကိုတောင်ပြန်မယူနိုင်တော့ဘူးဆိုင်ငယ်ကိုလမ်းဘေးရှော့ချပစ်ခဲ့ပြီးနောက်ကိုတောင်လှည့်မကြည့်ပဲနဲ့အတက်လူထွက်ပြေးလာကြတာကိုတွေ့လိုက်ရတယ်ဝေးရန်မြန်မြန်လို့ဆိုင်ငယ်တုံးပြီးပြေးတော့ဇေယျကအော်ဟစ်နေတယ်၄ယောက်သားဘာမှမသိတဲ့အကြောက်တရားတွေနဲ့ပေါ်ဘက်ကိုအသေးလေးပြေးကြတော့တာပဲဖုန်ကြီးကျောင်းမုံဝနာကိုရောက်တော့မှထိကောင်တွေဟိုမှလိုက်လာပြီကွာမကြော်ကလက်ညှိုးထိုးပြပြီးတော့အမြောက်တွေထွက်ပြီးတော့တတိလစ်လဲကျသွားတယ်အောင်လဲသူ့နောက်မှာတင်တတိလစ်သွားသလိုဇေယျကလည်းဝင်းဟိုမှဆရာမကြီးဆိုင်ငယ်နားမှာရက်နေတယ်မင်းမမြင်ဘူးလားကိုမလေးအောင်ကလည်းပြောရင်းနဲ့မိလဲသွားတယ်ဝင်းတယောက်တည်းဘာလို့ရမှန်းမသိတော့ဘူးတန်ငယ်ချင်း3ယောက်စလုံးလမ်းမပေါ်မှာတတိလစ်နေကြပြီကံကောင်းကျင်တော့ခဏနေတဲ့အခါလမ်းအောက်ဘက်ကနေပွဲကင်းကပြန်လာတဲ့ခီးတဲ့တင်3မိနစ်စီတက်လာတာကိုတွေ့လိုက်ရတယ်3မိနစ်မောင်းတဲ့သူတွေကလည်းသူတို့ရွာကလူတွေဖြစ်နေတာနဲ့ကြိုးချောင်းပြောပြပြီးတော့တငယ်ချင်း3ယောက်ကို3မိနစ်ပေါ်ကိုတင်ပြီးတော့ရွာကိုအမြန်ပြန်လာခဲ့ကြတယ်ရွာရောက်တော့ငကြော်ရဲ့ဦးလေးကရွှင်ကျော်ဆရာစီကိုအမြန်ခေါ်သွားရတယ်ဆရာကရင်မန်းတွေနဲ့ပတ်ချမ်းရင်တက်ပြင်းချတယ်ဒီကောင်တွေအကြောက်လွန်ပြီးတော့လက်ပြလွင့်သွားပြီကွာလက်ပြပြန်မခေါ်ရင်အသက်အန္တရာယ်ရှိတယ်လို့ဆရာကပြောတယ်ဆရာရဲ့ကုသမှုကြောင့်2နာရီလောက်ကြာမနေ့9နာရီဝေလီဝေလင်းအချိန်ရောက်တော့မှပဲတငယ်ချင်း3ယောက်တတိပြန်လဲလာကြတယ်သူတို့တတိရလာတော့ဆရာကမင်းတို့ဘာကိုဒီလောက်တောင်လန့်လာကြတာလဲလို့မေးလိုက်တယ်ငကြော်ကတကိုယ်လုံးတုံရင်နေရင်းနဲ့အဲ့ဒီညကသူတို့တကယ်မြင်တွေ့ခဲ့ရတဲ့ငရဲကန်းအကြောင်းကိုပြန်ပြောပြခဲ့တယ်အဲ့ဒီညကသူတို့3ယောက်ဆရာမလေးနာကိုရောက်သွားတဲ့အချိန်ဆရာမဒီအချိန်ကြီးဘယ်သွားမလို့လဲ
ကျွန်တော်တို့လိုက်ဖို့ပေးရမလားလို့မေးလိုက်တယ်ဆီယမကစကားပြန်မပြောဘူးအဲ့ဒီအစားသူ့လက်ထက်မှာကင်ထားတဲ့ဆွဲချင်းလေးကိုဖြည်းဖြည်းချင်းဖွင့်ပြလိုက်တယ်ချင်းအောင်တဲ့ကိုငုံကြည့်လိုက်တဲ့အခါသူတို့မြင်လိုက်ရတဲ့အရာကတခြားမဟုတ်ဘူးအဲ့ဒီချင်းအောင်ထဲမှာဇမင်းလေးဖားလာကြပြီးတော့တွေးရတန်တွေပေပွားနေတဲ့အဲ့ဒီဆီယမရဲ့ပြတ်နေတဲ့ခေါင်းကြီးကိုထည့်ထားတာပိုးပြီးဆိုးရတာကချင်းအောင်တဲ့ကခေါင်းပြက်ကြီးကမျက်လုံးကြီးပြုတ်ပြီးတော့သူတို့ကိုမော့ကြည့်လာတယ်ပြီးတော့ငါ့ကိုခေါ်သွားပေးပါလားလို့အကွက်ကွက်အတန်ကြီးနဲ့ပြောလိုက်တာကိုကြားလိုက်ရတဲ့အချိန်သူတို့သုံးယောက်လုံးတွေးယူတွေးတန်းနဲ့ထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်ဝေယံတယောက်တည်းဘာလို့အဲ့ဒီအရာကိုမမြင်ခဲ့ရလဲဆိုတာကတော့ဝေယံဟာမကြသေးခင်ကမှကိုရင်ဝှက်ပြီးထွက်ထားတာကြောင့်ဒီလောက်စောင့်တည်ထားတဲ့ဖုံးကန်ရှိနေသေးလို့ဖြစ်မယ်လို့လူကြီးတွေကကောက်ချက်ချကြတယ်တကယ်လို့များအဲ့ဒီညကဝေယံသားမပါခဲ့ဘူးဆိုရင်တငယ်ချင်း၃ယောက်ရဲ့ကံကြမ္မာဟာဘယ်လိုဆုံးသက်သွားမလဲဆိုတာတွေးကြည့်ုံနဲ့တင်ကြောက်ချမ်းစရာပါအခုဆိုရင်တော့အဲ့ဒီနေရာကြီးကိုစစ်မှုထမ်းဟောင်းအင်ယာအဖြစ်ပြောင်းလဲဆောက်လုပ်လိုက်ပြီးကြောက်ကြီးကိုလည်းမြေဖို့လိုက်ပြီးလို့သိရပါတယ်အဲ့ဒီဖြစ်ရဲ့ဆိုးကြီးကိုကြုံခဲ့ရတဲ့၄ယောက်ထဲကဇေယျကတော့တစ်ပင်မော်ကနေပြုတ်ကျပြီးတော့အောက်ပိုင်းသေးသွားခဲ့လို့ရွာမှာပဲကြံရစ်ခဲ့ပြီးဝေယံငကြောနဲ့အောင်တို့ကတော့ထိုင်းနိုင်ငံမှာအလုပ်သွားလုပ်နေကြပါပြီဒါပေမဲ့သူတို့၄ယောက်လုံးအတွက်တော့လွတ်လပ်ရေးနေ့အပြန်မွေတော်ဖျားလမ်းပေါ်ကအဲ့ဒီမောင်မဲနေတဲ့ညတညကိုဘယ်တော့မှမေ့နိုင်တော့မှာမဟုတ်ပါဘူးကျွန်တော်အသက်အဲ့ဒီတုန်းက14နှစ်အမကတော့18နှစ်လောက်ရှိပြီကျွန်တော်တို့နေတဲ့ကိုတိရွာလေးကအင်ဂျီနည်းနည်းပဲရှိပြီးတိမ်နဲ့တိမ်ကတော်တော်လေးဝေးကြတယ်ကျွန်တော်တို့အိမ်ကရွာရဲ့အနောက်ဘက်အစွန်ဆုံးမှာရှိပြီးအိမ်သားမှာဆိုအိမ်3လုံးလောက်ပဲရှိတယ်အိမ်ရဲ့အောက်ဘက်မှာတော့အုံဆိုင်နေတဲ့ဖာလာတောကြီးရှိပြီးအဲ့ဒီတောကြီးကိုဖျက်ဆင်းသွားရင်လယ်ခွင်းနေစီကိုရောက်တယ်တနေ့တော့လယ်ထဲမှာညအိတ်ဆောင်မဲ့အဖေစီကိုကျွန်တော်နဲ့အမထမင်းညိုင်သွားပို့ကြတယ်နေ့လယ်တွေကသွားတာဆိုပေမဲ့အဖေကိုအလုတ်ကူလုတ်ပေးနေတာနဲ့အချိန်ကတော်တော်လေးလင့်သွားတယ်ပြန်မဲလို့ဟန်ပြင်လိုက်တဲ့အချိန်မှာညနေ9နာရီတောင်ထိုးနေပြီတောင်ပေါ်ဒေသဆိုတော့9နာရီဆိုပေမဲ့ပတ်ဝန်းကျင်ကအတော်လေးမှောင်ရိပ်တန်းနေပြီလေလယ်ထဲကနေအိမ်မက်ကိုပြန်တက်လာတဲ့လမ်းမှာအမကရုတ်တရက်ရက်လိုက်ပြီးငါတို့အိမ်အတွက်ဟင်းစားလေးပါလေးရအောင်ငါဝင်ဖမ်းသွားကြမလားလို့မေးတယ်မှောင်နေပြီမလို့ကျွန်တော်ကကြောက်ကြောက်နဲ့မဖမ်းပါနဲ့တော့အမရအိမ်မက်ပြန်ကြရအောင်ပါလို့တားနေပေမဲ့အမကငါအရန်ဖမ်းညင်းနေတော့တက်တိုက်ပူဇာနေတာနဲ့နောက်ဆုံးတော့ကျွန်တော်အလျှော်ပေးလိုက်ရတယ်ငါဖမ်းပြီလို့အိမ်ကိုပြန်တက်လာတဲ့အချိန်မှာည6နာရီထိုးနေပြီပတ်ဝန်းကျင်တစ်ခုလုံးကမှောင်မဲပြီးတော့တိတ်ဆိတ်နေတယ်အများသွားတဲ့လမ်းမကြီးကနေတက်သွားရင်အချိန်တော်တော်ကြာမှမလို့အမကအိမ်အောက်ကဖာလာချန်ထဲကနေဖြတ်ပြီးတော့အမြန်ပြန်တက်ဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ပြဿနာတစ်ခုရှိတယ်အဲ့ဒီဖာလာတော်ကြီးထဲမှာကလေးသင်္ချမ်းရှိတယ်ကျွန်တော်တို့စီကခရစ်ယာန်ဘာသာဝင်တွေဆိုတော့တေကြောချင်းမခံရသေးတဲ့တေဆုံးသွားတဲ့ကလေးငယ်တွေကိုအဲ့ဒီဖာလာတော်ထဲမှာပြီးတန်ခွဲပြီးတော့မြုပ်နှံထားကြတာလေကျွန်တော်ကမသွားခြင်းပေမဲ့အိမ်ကိုအမြန်ရောက်ချင်တဲ့ဇောရဲ့ကြောကပလိုင်းထဲမှာလဲအခုမှဖမ်းလာတဲ့ငါးစိမ့်တွေပါလာတာရဲ့ကြောင့်အဲ့ဒီတော်လန်းလေးအတိုင်းပဲပြန်တက်လာခဲ့ကြတယ်တော်တဲ့ကိုဝင်ချင်းပဲပတ်ဝန်းကျင်ကပုံမှန်ထက်ပိုပြီးတော့အေးဆက်သွားတယ်လို့ခံစားလိုက်ရတယ်တောင်ဆောင်လေးအတိုင်းနည်းနည်းလေးပဲတက်ရသေးတယ်ရုတ်တရက်ကလေးတစ်ယောက်ရဲ့ငိုတန်တက်တဲ့ကိုကြားလိုက်ရတယ်အတန်ကကျွန်တော်တို့နဲ့တိမ်မဝေးတဲ့နေရာကနေထွက်လာတာကျွန်တော်တို့ကိုလုံးကြက်သိန်းတွေဖြန်းကနေထားသွားပြီးခြေလမ်းတွေရက်တန့်သွားတယ်အမပြန်ဆင်းရအောင်ကိုပဲလမ်းကပဲသွားကြမယ်လေလို့အတန်တုံတုံနဲ့ပြောလိုက်တော့အမကလည်းမျက်နှာပြက်နေပြီမဲ့ရပါတယ်ဒီကပဲဆက်တက်ကြမယ်နေဖျားစာဇက်တိုက်ဆိုငါလဲဆိုမဲဆိုပြီးရှေ့ကနေခက်ညံ့ညံ့ဆက်လျှောက်တယ်ကျွန်တော်တို့နှစ်ယောက်သားကြောက်စိတ်ကိုမျိုးသိပ်ပြီးဖျားစာတွေကိုအတန်ထွက်ယူရင်းနဲ့တက်လာကြတယ်ထူးဆန်းတာကဖျားစာရွတ်နေတဲ့အချိန်ဆိုကလေးငိုတန်ကလုံးဝတိတ်သွားတယ်ဒါပေမဲ့တောင်တလန်းဆိုတော့တပြည့်ပြည့်နဲ့မောလာပြီးတယောက်တည်းလဲနားပြီးတော့ရွတ်ရတယ်ဖျားစာရက်သွားတဲ့အချိန်တိုင်းအဲ့ဒီငိုတန်ကချက်ချင်းပြန်ပေါ်လာတတ်တယ်ပို့ဆိုးတာကအတန်ကကျွန်တော်တို့နောက်ကိုတပြည့်ပြည့်နဲ့နီးကပ်လာတာပဲအမအလဲရောက်တော့သူကအရန်ကြောက်နေတာကြောင့်ဖျားစာတွေအထစ်ထငေါငေါဖြစ်ပြီးတော့အကုန်မအကုန်တယ်အဲ့ဒီချိန်မှာပဲကျွန်တော်တို့နောက်ကျောပဲထောက်တွေ့နေတဲ့ပြည့်ပြည့်ကြွေတွေပေါ်မှာတစုံတယောက်လေးဘက်ထောက်ပြီးတော့သွားနေတဲ့အတန်ကိုရှင်းရှင်းလင်းလင်းကြီးကြားလိုက်ရတယ်အတန်ကကျွန်တော်တို့နောက်ကိုရောက်နေပြီ
ကျွန်တော်နဲ့အမနှစ်ယောက်သားနောက်ကိုပြန်တူလှည့်ကြည့်လိုက်တဲ့အခါမှာတော့မြေကြီးပေါ်မှာကလေးငယ်တယောက်ဒါမင်းရဲ့အလင်းရောင်မိမ့်မိန်အောက်မှာအဲ့ဒီကလေးကကျွန်တော်တို့ကိုမော့ကြည့်နေတယ်သူ့မျက်နှာကလူသေးတယောက်လိုဖြူဖြောက်နေပြီးတော့ကျွန်တော်တို့ကိုကြည့်နေတဲ့အကြီးကဒေါသတကြီးနဲ့မဲ့ရွယ်နေတယ်ပြီးတော့သူ့ရဲ့သင်းငယ်တဲ့လက်တစ်ဖက်ကိုကျွန်တော်တို့စီကိုလှမ်းပြီးတော့ဖြတ်ပြတယ်သူလိုချင်တာကျွန်တော်တို့ပလိုင်းတွေကငါးရီဆိုတာချက်ချင်းသဘောပေါက်လိုက်တယ်ဘာလို့ရမှန်းမသိအောင်တွေးပြတ်သွားပြီးကျွန်တော်တို့နှစ်ယောက်သားအတန်ကုန်ဟစ်ပြီးတော့ရှေ့ကိုဒုံဆိုင်ပြေးကြတော့တာပဲတောင်ကုန်းကိုအပြည့်တက်နေရင်းနဲ့နောက်ကိုဆွေးကြည့်လိုက်တော့ဖျားကြီးအဲ့ဒီကလေးကကျွန်တော်တို့နောက်ကိုလေးဘက်ထောက်ပြီးတော့မယုံနိုင်လောက်တဲ့အမြန်နှုံးနဲ့လိုက်လာတာပါဇက်ကလည်းစူးစူးဝါးဝါငိုတန်ကြီးနဲ့အော်ဟစ်လို့ပေါ့အိမ်ဝိုင်းထဲကိုရောက်ချင်းအမရောကျွန်တော်ပါမြေကြီးပေါ်ခွေချသွားတယ်အိမ်ပေါ်ကအမေကအတန်ကြားလို့ပြေးဆင်းလာတယ်အဲ့ဒီချိန်မှာလိုက်လာတဲ့အရာကြီးကဘယ်ရောက်သွားပြီလဲဆိုပြီးခြံဝကိုလှမ်းကြည့်လိုက်တော့ကလေးကမရှိတော့ဘူးအဲ့ဒီနေရာမှာမဲနဲ့ပြီးတော့ကိုလုံးကိုတဲ့အလွန်ကြီးမားတဲ့ခွေးနဲ့ကြီးတစ်ကောင်ရက်နေတယ်သူ့မျက်လုံးတွေကနီရက်နေပြီးပါဇက်ကနေတရေတွေကျနေတဲ့ရှာကြီးကိုထုတ်ပြီးတော့ကျွန်တော်တို့ကိုစိုက်ကြည့်ပြီးမန်ဖီးနေတယ်ထူးဆန်းတာကအဲ့ဒီခွေးကြီးကအိမ်ဝိုင်းတဲကူတော့လုံးဝကြော်မဝင်ရဲဘူးချမ်းစည်းရုပ်အပြင်ဘက်ဒေါဆက်ကနေပဲရက်ကြည့်နေတာအမေကအချင်းလေးကိုချက်ချင်းရိတ်မိသွားပြီးအိမ်မော်ကပရိတ်ရခွက်ကိုယူပြီးတော့အဲ့ဒီခွေးကြီးရှိတဲ့ဘက်ကိုလှမ်းပတ်လိုက်မှပဲဦးတန်ရှည်ကြီးပေးပြီးတော့တောထဲကိုပြေးဝင်ပြောက်ွယ်သွားတော့တယ်အဲ့ဒီညကအမေကကျွန်တော်တို့ကိုအတော်လေးစူတယ်တောချမ်းတောင်ချမ်းတဲကနေအသားစိမ်းငါးစိမ်းတွေတဲပြီးတော့အချိန်လစ်မှဘယ်တော့မှမပြန်လာနဲ့အခုလိုက်လာတာကကလေးမဟုတ်ဘူးနင်တို့စီကအညီအဟောက်ကိုလိုချင်လို့6လန့်တဲ့အရာပဲလို့ပြောပြမှကျွန်တော်တို့ပို့ပြီးတော့ကြက်သိမ်းထားခဲ့ရတယ်ဒီနေ့တော့ဒီလောက်ပါပဲနောက်ထပ်လဲရင်တမမှဖြစ်စေမဲ့ဇလန်းတွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲဘေးကင်းကြပါစေကျမတို့နေထိုင်တာကဘီလင်းမြို့နယ်တဲကအေးချမ်းတဲ့ရွာလေးတူရမှာပါဒီရွာကအထက်တန်းကျောင်းလေးဟာလူတိုင်းတွေတော့ပညာသင်ရာနေရာလေးပေါ့ဒါပေမဲ့တချို့အရာတွေကကျမတို့မျက်စိနဲ့မမြင်ရတဲ့နေရာတွေမှာခိုးအောင်နေတတ်တယ်ဆိုတာကိုအဲ့ဒီနေ့ကမှကျမအသေးချာသိလိုက်ရတော့တယ်အဲ့ဒီနေ့ကတန်ပန်နေ့တစ်နေ့ပါပဲအိမ်မှာအလုပ်လုပ်နေတော့ကျမရောင်းမစီကနေဖုံးဝင်လာတယ်ဖုံးကိုကန်လိုက်တာနဲ့တစ်ဖက်အတန်ကတုံရင်ပြီးတော့အထိတ်တလန့်ဖြစ်နေတယ်ရောင်းမကြီးရေနေ့တူမှကျောင်းမှာတရေဝင်ဘူးလို့မြန်မြန်လေးအဖော်လုပ်ပြီးကျောင်းကိုလိုက်ခဲ့ပေးပါဦးအဲ့ဒီစကားလေးကြားရောကျမတို့ကိုယ်လုံးအေးဆက်သွားတယ်ဘာမှအထံမတွေးနိုင်တော့ပဲဆိုင်ငယ်ကိုကမန်းကတန်းထုတ်ကျောင်းမနှစ်ယောက်သားကျောင်းကိုအပြေးလွှာသွားခဲ့ကြတယ်ကျောင်းရောက်တော့မြင်လိုက်ရတဲ့မြင်ကွင်းကကျမရင်ကိုစောင့်ကန်ခံလိုက်ရတယ်လို့ပဲကျမရဲ့တူမလေးအမြဲတမ်းအေးအေးဆေးဆေးနေတတ်တဲ့ကလေးကအခုတော့မြေကြီးပေါ်မှာလူးလင်ပြီးတော့ရုန်းကန်နေတယ်သူ့ကိုဆီယာမတွေကျောင်းသားတွေဝိုင်းချုပ်ထားရတယ်အဆိုးဆုံးကသူ့မျက်လုံးတွေပဲပုံမှန်မျက်လုံးမျိုးမဟုတ်တော့ဘူးသွေးရောင်လုံးနေရဲနေပြီးတော့ဒေါသတကြီးနဲ့စိုက်ကြည့်နေတာသူ့ပါဇက်ကနေထွက်လာတဲ့အတန်ကလည်းမင်းကလေးတံမဟုတ်ဘူးအကွက်ကွဲယောက်ျားကြီးတစ်ယောက်ရဲ့အတန်မျိုးနဲ့အော်ဟစ်နေတယ်ငါမကြွသေးဘူးကွာငါဒီเจ้าကရောင်ပင်ကြီးမှာနေလာတာနှစ်ပေါင်းများစွာကြားနေပြီအခုနင်တို့ကငါ့ကိုနေရာမပေးဘဲနဲ့ကျောင်းဆောင်သေးကြီးလာဆောက်ကြတယ်ငါမှနေစရာနေရာမရှိတော့ဘူးငါဘယ်မှာသွားနေရမှာလဲပထမတော့သူကဒေါသတကြီးနဲ့ကြမ်းတမ်းနေပေမဲ့ရုတ်တရက်ကြီးအတန်ပြောင်းသွားပြီးတော့ရှိုက်ကြီးတိမ်ငင်စငိုပါလေရောအဲ့ဒီချိန်မှာဆရာမတယောက်ကတတိမွေးပြီးတော့မေးလိုက်တယ်မင်းကဘာတူလဲဘဲကလဲတူမလေးရဲ့ခေါင်းကဖြည်းဖြည်းချင်းမော့လာပြီးဆရာမကိုစိုက်ကြည့်တယ်ပြီးတော့လေးတွက်တွက်အတန်နဲ့ပြန်ဖြေတယ်ကျွန်တော်ဖိုးသားလီလွန်ခဲ့တဲ့10နှစ်ကဒီเจ้าကိုလာရင်ကားတိုက်ပြီးတော့တည်သွားတဲ့ဖိုးသားပါအဲ့ဒီနာမည်ကိုကြားလိုက်တာနဲ့ဝိုင်းကြည့်နေတဲ့ဆရာမတချို့မျက်နှာတွေဖြူလျော်သွားတယ်ဟုတ်တယ်လွန်ခဲ့တဲ့10နှစ်ကအဲ့ဒီလိုဖြစ်ရဆိုးနဲ့ဆုံးပါသွားတဲ့ကျောင်းသားလေးတစ်ယောက်ရှိခဲ့တယ်ကျွန်တော်ကိုကူညီကြပါကျွန်တော်ကြွချင်ပါတယ်ကျွန်တော်အတွက်အလူလုပ်ပေးပါအိမ်ကိုလည်းတွားပြောပေးပါလို့သူကဆက်ပြီးတော့တောင်းဆိုတယ်ကျမတို့လည်းချက်ချင်းပဲရွှင်ကျော်ဆရာကိုပင်ပြီးတော့သူ့အတွက်ရည်ရွယ်ပြီးတော့အလူတန်းတွေသေချာလို့အမျှဝေပေးခဲ့ကြတယ်ဒါပေမဲ့အရာအလုံးကချက်ချင်းပြီးဆုံးမသွားခဲ့ပါဘူးအလူလုပ်ပေးပြီးတာတောင်သူကချက်ချင်းမကြွသေးပါဘူးနောက်ထပ်3ခါတောင်ကျောင်းမှာကျမတူမလေးကိုဝင်ပူးခဲ့သေးတယ်တူမလေးမျက်လုံးတွေပြန်နီလာတိုင်းအတန်တွေပြောင်းသွားတိုင်းအဲ့ဒီကြက်သိမ်းကြတဲ့အခိုက်တန့်တွေကိုကျမတို့အချိန်ချင်းဖြတ်တန်းခဲ့ရတယ်နောက်ဆုံးချိန်ဖြစ်သေချာအလူကြီးလှုပ်ပေးလိုက်တော့မှ
တူမလေးစီကနေအပြီးတိုင်ထွက်သွားခဲ့တော့တယ်အဲ့ဒီဖြစ်ရက်ပြီးတော့ဆရာမတယောက်ကအိမ်မက်မက်တယ်လို့ဆိုတယ်အိမ်မက်ထဲမှာဖိုးသားကလာပြီးတော့သူကျွတ်သွားပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်လို့ဒါနှုတ်ဆက်သွားတယ်တဲ့သူကျွတ်သွားပြီဆိုပေမဲ့အခုချိန်ထိအဲ့ဒီကျောင်းရှိကဖြတ်သွားတိုင်းအထူးသဖြင့်ကျောင်းဆောင်တကြီးဘေးကညောင်ပင်ကြီးစီကနေလေတိုက်လို့တရွတ်တွေလောက်ခတ်သွားတဲ့အတန်ကိုကြားလိုက်ရတိုင်းမှာဖိုးသားတကယ်ပဲထွက်သွားပြီလားဒါမှမဟုတ်အဲ့ဒီညောင်ပင်ရိပ်အောင်မှာနေစရာမရှိတော့တဲ့တခြားအရာတွေကိုကြံနေသေးလားဆိုတာကျမတွေးမိတိုင်းကြောက်ချနေသေးပါပဲ